ကွနေတဲ့တမီချော်လေးစီတွားရောက်လက်ပဲရင်ဂျီနူးစရာမိသားစုချိန်လေးကိုဖျက်တမ်းနေတဲ့အဆိုတော်ဂရီဟန်နိုင်ငံခြားမှာပညာသင်ကြားနေတဲ့တမီလေးပန်းသွန်းချယ်စီကိုအဆိုတော်ဂရီဟန်တို့မိသားစုကတွားရောက်လက်ပဲခဲ့ကြပါတယ်ကိုစီအလုပ်တွေနဲ့ဝေးကွက်နေကြပြီမဲ့အခုလိုမိသားစုစုစုံလေးလေးနဲ့ပြန်လည်ဆုံတွေ့ခွင့်ရတဲ့အချိန်လေးကတကယ်ကိုကြည်နူးစရာကောင်းလာပါတယ်တိုက်ဆိုင်မှုလေးတစ်ခုကြောင့်ပိုပြီးထူးခြားတဲ့ဝိုင်းစုခိုင်သိန်းနဲ့စမ်းရီမို့မန္တလေးမြို့ကပန်ဒူလာဖုံးဆိုင်ဖူးပွဲတွေမှာအနုပညာရှင်နှစ်ဦးဖြစ်တဲ့ဝိုင်းစုခိုင်သိန်းနဲ့စမ်းရီမို့တို့ကိုအတူတူမြင်တွေ့ခဲ့ရပါတယ်အထူးခြားဆုံးကတော့နှစ်ယောက်လုံးညှိနှိုင်းမထားပဲဝိုင်းစုရဲ့ဝတ်စုံနဲ့စမ်းရီမို့ရဲ့လေစည်းအယောင်ကစင်တူဖြစ်နေပြီးလိုက်ဖက်ညီညီလှပနေတာပါဖော်ရွေပြီးချစ်စရာကောင်းတဲ့သူတို့နှစ်ယောက်ကိုပရိသတ်တွေကလည်းပွဲတီလိုက်လံအားပေးဝန်းရံခဲ့ကြပါတယ်။ဝါယွန်းတုပ်ဆောင်မင်းသမီးကြီးမျိုးသက်နာထွန်းကတော့အသက်ရလာပေမဲ့အလားမပြတ်ပဲသဝအတိုင်းကြက်တီရှိရှိလှပနေသေးပါပဲ။နှုတ်ပြုံမှုကိုအတင်းအာရမထိမ့်သိမ့်တာမျိုးမလုပ်ပဲစပင်ဖြူလေးတွေကိုတောင်ကာလာမစိုးပဲသဝအတိုင်းထားရှိတာကြောင့်သူမရဲ့ပုံရိပ်လေးတွေကတကယ်ကိုအေဂျင့်ပြီးကြည့်ကောင်းလွန်လာပါတယ်။အသက်အရွယ်တိုင်းသဝကြကြနဲ့လှပတင်တင်နေတဲ့သူမရဲ့ရင့်ကျက်တဲ့စိတ်ဓာတ်ကိုမြင်တွေ့ရတဲ့ပရိသတ်တွေကလည်းတခဏနဲ့အားကြအတူယူပြီးချီးကျူးနေကြပါတယ်။ရင်းချက်ချင်းရဲ့အလတ်တရားဆိုတာဒါမျိုးပေါ့နော်။စိတ်ဝန်ကွဲနေကြပြီဆိုလာတဲ့ကောလာဟာလာတွေကိုမိုးခမ်းဖြစ်ချလိုက်ပြီးဟိဝဲရဲ့မင်္ဂလာပွဲကိုမတည့်ရောက်နိုင်ကြလို့ပြည်သက်တွေကြားထင်ကြီးပေးမှုတွေရှိနေတဲ့ပေါ်မိုးခမ်းကအခုလိုအပြတ်ရှင်းလိုက်ပါတယ်။မင်္ဂလာပွဲတုန်းကနေဘက်မှာအလုပ်ကိစ္စရှိနေလို့မတက်ဖြစ်ခဲ့တာပါ။ကျမတို့ကြားဘာပြဿနာမှမရှိပါဘူး။အခုဆိုသူတို့နှစ်ဦးကစက်ကားတစ်တွေအတူတူပြည့်ကူနေပြီးချစ်စရာကောင်းတဲ့အလောက်ခွင်တွေကပုံရိပ်တွေကိုလည်းချက်ပြက်လာတာကြောင့်ပြည်သက်တွေအေးအေးဆေးဆေးအိပ်ပျော်လို့ရပါပြီနော်မင်းသမီးချောရှင်ရည်ဒီကတော့ခင်မွန်းဖြစ်သူရဲ့အနာမှာကလေးလေးတယောက်လိုအလိုလိုက်ခံပြီးဆိုလိုမို့အသေးတာကြောင့်ရင်သွေးလေးယူဖို့ကိုလောလောဆယ်အစီအစဉ်မရှိသေးကြောင်းပုံမွေလင်းလင်းပြောလာပါတယ်အမြဲတမ်းကလေးတယောက်လိုချစ်ဖို့ကောင်းပြီးအနုပညာမှာလည်းထူးချွန်တဲ့ရှင်ဝရည်တယောက်မိသားစုဘဝလေးကိုစိတ်တိတ်ပျော်ရွှင်စွာဖြတ်သန်းနေတာဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံရဲ့တူဘောတူအချစ်ပုံနေကြတဲ့ပုံရိပ်လေးတွေကိုကြည့်ပြီးချီရတဲ့ချစ်ပရိသတ်တွေလည်းသဘောကျပီတိဖြစ်နေကြပါတယ်။မင်းသားနန်းနန်းရဲ့အနုပညာလမ်းကြောင်းလျှောက်စက်ကတော်တော်များများမှာအတူလက်တွဲပြီးရိတ်ကူခဲ့ကြတဲ့တငယ်ချင်းတွေဟာအခုခါမှာတော့အချင်းတော်ကြမှပြန်လည်တွေ့ဆုံခွင့်ရခဲ့ပါတယ်။အရင်ကပြမစရမှုတွေကိုအတူတူဖြတ်တန်းရင်အလုပ်လုပ်ခဲ့ကြတဲ့တငယ်ချင်းအရင်ခေတ်တွေဖြစ်တာကြောင့်တွေးဆုံမှုခိုက်တန့်လေးကတကယ်ကိုအတိတ်ပဲရှိလာပါတယ်။အချိန်တွေပြောင်းလဲသွားရင်မပြောင်းလဲတဲ့သူရဲ့စစ်မှန်တဲ့တငယ်ကြီးတယောက်ချင်းကတော့အမြဲတမ်းလှပနေစေပါပဲ။ဝေပြုဆုတောင်းနေတဲ့ချစ်သူရဲ့ပုံရိပ်လေးတွေကိုမှတ်တမ်းတင်ခဲ့တဲ့ပရိရှာမော်ဒန်နဲ့တရုတ်ဆောင်ပရိရှာကမလေးရှားမှာပဲဆက်လက်နေထိုင်နေပါတယ်။ကျုံညာရဲ့ကူရမှာချစ်သူအထီးဖြစ်သွားကြောင်းပရိရှာကဝန်ခံသိပေးပြီးနောက်ချစ်သူရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုသူမရဲ့ Instagram ကနေမျှဝေလာခဲ့တာပါချစ်သူရဲ့ဝေပြုဆုတောင်းနေတဲ့ပုံရိပ်လေးတွေအပြင်ဇုံတွဲလိုက် shopping ထွက်နေကြတဲ့ပုံချစ်သူ news စရာကောင်းတဲ့ခိုက်တန့်လေးတွေကိုပရိသတ်တွေအတွက်မျှဝေလာခဲ့တာပါ